အတင်းကဝင်ချင်တာတဲ့ချိန်ခုဝင်ချင်တာလားဘယ်လို အခုတကယ်တော့ဝင်လာတော့မှာပါကွာမ ဟောဒါဆိုရင်ယေရှုခရစ်တော်ကမိမိကယ်တင်ပန်ရှင်ယုံကြည်လက်ခံတာလား ယုံကြည်တဲ့ နှစ်ချင်းခါမယ်ဆိုရင်တော့ဘယ်လိုလဲ နော် တင်းဝင်တယ်ဆိုရင်ကယေရှုကိုယုံတယ်ဆိုရင်ကနှစ်ချင်းခါရမှာယေနှစ်ချင်းခါရမှာ ရင်းနေချက်ခံ အ အများသူတို့ကဒီတဲ့ဝင်တဲ့လူသားဒီလိုပဲခံလာခံ ဟုတ်တ မှာ ယ်ခါမှာလားဝါET လဲအတင်းဝင်ပြီးပြီလက်ခံပြီးပြီအတင်းတော့ဒါပေမဲ့ကောက်ရခွတ်ထဲမှာဆိုတော့နှစ်ချင်းခါမဲ့အချိန်မရှိသေးတော့ကိုလောလောဆိုရခဏလောက်ဆိုင်းတာပေါ့လေနော်ကိုသူကလာမဲ့ပတ်မဟုတ်ရှင်တတိယပတ်လောက်ရှင်အရှင်ပြေလောက်မဲ့ထင်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ နှစ်ချင်းခါဘို့ကစိတ်ဆုံးဖြတ်ချက်ရှိတာလား ဒီမနေတဲ့ရွေးကျမအတင်းဝင်မှာ ဒါဆိုရင်ဝါဒီနေ့အတင်းတော်အနေနဲ့အန်တီယာလက်ခံဖို့ဆိုရင်တော့ဘယ်လိုစိတ်ထဲမှာရှိနေလဲဆုံးတကယ်စိတ်ဆုံးဖြတ်ချက်တာ ဆုံးဖြတ်တယ်တပါဒီတဲ့ဝင်မဲ့ဆိုအမ်မှာတတန်းစောတော့ကြတဲ့ကျမပြောနေရုပ်ပိတမန်ကအတင်းဝင်မှာ ဒါဆိုရင်တော့ဒီနေ့လက်ခံလိုက်မယ်နော် ဟုတ်ကဲ့ အတင်းတော်နေအတင်းသားဖြစ်သွားပြီ ဟုတ်ကဲ့ နှစ်ချင်းခါမျိုးစာဆရာတို့ပြန်ပြီးတော့မှအကြောင်းကြားမယ်နောက်ပြီးတော့မှအတင်းဝင်ပြီဆိုရင်တော့ဒီအပတ်တိုင်း10နိုင်9နိုင်လောက်ပေါ့နော်ဖျားရှိကိုပုံမှန်လာရမှာနော်နောက်ပြီးတော့မှအတင်းဝင်တယ်ဆိုရင်တော့အန်တီကဘာတခုခုဟိုဖြစ်တယ်ဆိုရင်အတိတ်ကနာရီပိုင်းပေါ့နော်ဟိုဖြစ်တယ်ဆိုရင်အတင်းတော်ကတာဝန်ယူပြီးမှဖြစ်တယ်တင်းချိုင်းကုန်းရောက်တဲ့အထိပေါ့နော်ဘာမှပူဆရာမရှိဘူးဒါတရားတော့အတိတ်ကကျွန်တော်တို့တာဒနာပြုတ်တယ်ဆိုပြီးမဲ့လို့ဘယ်သူမဆွဲဘူးအတင်းမလုပ်ဘူး တိုင်းပြည်နေဒီရွေးတော့ဒီလိုအတင်း ကိုယ့်ရဲ့စိတ်ဆုံးဖြတ်ချက်ပဲဒါလက်ခံထားတာ ဟုတ်ကဲ့ ဒါဆိုရင်မောက်လင်းတာတနာအနေနဲ့တော့ဗာလဲနာမည်က မမြ မမြတော်မမြနော်ဒီကနေ့နော်လက်ခံပြီးတော့မှအတီးပြုတ်ဆုတောင်းပေးရမယ်နော်ဘာရှင်ကောင်းကြည့်ပြပါစေ